ဖိုဘောမှာစာရေးပေးတဲ့များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါ33ပွဲကလီဗာပူးနဲ့ Chelsea ကစားခဲ့တဲ့ပွဲပေါ့နော်ဆိုတော့ Anfield မှာကစားခဲ့ပြီးတော့ 1-1 draw ကြခဲ့တယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့အရင်ဆုံးကျွန်တော်ကဒီပွဲကိုကောင်းစင်တက်လိုက်ချင်တာကအကျိတ်အနေအတူဆိုတော့အကျိတ်အနေအတူလို့ဘာကြောင့်သုံးတာလဲအကျိတ်နဲ့ရှိတဲ့ပွဲတစ်ပွဲလို့မြင်ရတယ်ဒါပေမဲ့တကယ်တော့အကျိတ်နဲ့သိရှိနေတာမဟုတ်နှစ်သင်းစလုံးကဘလိုနီးမျိုးနဲ့ဒီအကျိတ်နဲ့ရှိသလိုခံစားရတယ်ဆိုတော့အချက်နှစ်ချက်ရှိတယ်တစ်ချက်ကဒီကစားသမားတွေတဦးချင်းရဲ့ intensity ကြောင့်ဒီ Chelsea ဘက်ကကစားသမားတွေရဲ့ခုခံပုံတိုက်ခိုက်ဖို့ကြိုးစားပုံလီဗာပူးဘက်ကကစားသမားတွေရဲ့ခုခံပုံတိုက်ခိုက်ဖို့ကြိုးစားပုံအဲ့ဒီအရာတွေကတဦးချင်းမြင်ကွင်းဖြစ်ပြီးတော့အသင်းလိုက်ဒီ well organized ဖြစ်တဲ့အစုအဖွဲ့တစ်ခုကနေပေါ့ဟိုဘက်ဒီဘက်မြန်မြန်ဆန်ဆန်ပြိုင်နေကြတဲ့အကျိတ်နဲ့ဖြစ်မှုမျိုးမဟုတ်ဘူးနောက်တစ်ခုကဒီ end to end သွားနေတယ်ဒါပေမဲ့ high end မဟုတ်ဘူးတကယ်တော့တော်တော်လေးကိုတသိန်းနဲ့တသိန်းထိန်းချုပ်နိုင်စွမ်းမရှိပဲဘာဖြစ်မလဲဆိုတော့စိတ်ဝင်စားစရာကောင်းတဲ့ပွဲတစ်ပွဲပေါ့နော်ဆိုတော့ဒါကြောင့်အကျိတ်နဲ့တော့ရှိတဲ့အောင်ထင်ရတယ်ဒါကြောင့်ကောင်းစဉ်ကဒီအကျိတ်နဲ့အတူဆိုတဲ့ဟာကိုပြောချင်တယ်ပေါ့နော်နောက်ဒီဘက်မှာပြောချင်စရာလေးတွေကတော့ကျွန်တော်အရင်ဆုံးဒီလီဗာပူးနဲ့ပတ်သက်ပြီးလီဗာပူးဟာဒီအဖက်ဘက်ကယူရင်းနေပါတယ်ဆိုတဲ့ Chelsea ကိုကစားတဲ့အခါမှာလီဗာပူးရဲ့ဒီ play ပွဲစားထွက်လာတဲ့ပုံစံဆိုတော့အဲ့ပုံစံတွေအဆင်ပြေတယ်ပေါ့လေထားပါတော့ဆိုတော့ဒီပုံစံတွေအဆင်ပြေတယ်ဆိုတဲ့အနေထားကနေပြီးတော့ဂိုးလဲရတယ်ဒီဘောလုံးကိုဒီ free kick ကနေပြီးလူထိပြန်ထွက်လာတဲ့ဘောလုံး recycling လုပ်တယ်ပြီးတော့ Ango Moa စီပေးတယ် Ango Moa ဒီ cold power နဲ့တွေ့တဲ့အချိန်မှာကြော်ဖြတ်ဖို့လို့ဘာလို့စူးစမ်းမနေတော့ဘဲနဲ့ရှင်းလင်းလေးပဲဘောလုံးကိုပေးလိုက်အဲ့ဘောလုံး ground back စီရောက်တယ်ကန်နဲ့ကိုးတယ် okay ဆိုတော့ Chelsea ရဲ့ play ရလဲကိုးပေးလိုက်တာဖြစ်တင်တယ်လီဗာပူးရဲ့ play ရလဲကိုးရသွားတာဖြစ်တင်တယ်ဆိုတော့ကိုးရသွားပြီးပြီလီဗာပူးပါဆက်လုပ်တယ်သူကလည်းသူဆက်လုပ်တယ်ပေါ့လေဆိုတော့တကယ်တော့အဲ့ဒီအချိန်တွေမှာလီဗာပူးအနေနဲ့ Chelsea ကိုဒီထက်ပိုကောင်းကောင်းကစားနိုင်ခဲ့တင်တယ်လို့လည်းပြောလို့ရတယ်Chelsea ကဘာတွေလုပ်နေမှမသိဘူးဆိုတော့ခံစားမှုမျိုးရှိနေတဲ့တဖြည်းဖြည်းနဲ့ game ကလီဗာပူးတာတယ်လီဗာပူးရဲ့တာနေတာတဖြည်းဖြည်းနဲ့ယော့လာတယ်ယော့နေရင်းနဲ့ဒီတာမန်အဆင့်ရဲ့အောက်ကိုကစားနေတဲ့အချိတ်ဆက်ဆိုတာဘာမှမသိတူးချင်းလဲတိတ်ပြီးတော့လောက်ရကိုင်မပြနိုင်တဲ့ Chelsea ဟာတဖြည်းဖြည်းနဲ့ပို့ပြီးတော့လီဗာပူးထပ်ပို့ပြီးတည်ငြိမ်လာတယ် Chelsea က game ထဲမှာပို့ပြီးတော့ရဲရင်လာတယ်ကျွန်တော်ပွဲချိန်29မိနစ်လောက်မှာနောက်ဆုံး5မိနစ်ပေါ့နော်ဒီဘောလုံးပိုင်ဆိုင်မှုဆိုတဲ့ဒီ stats လေးပွဲကြည့်နေနဲ့တက်လာတဲ့အချိန်ကြည့်လိုက်တဲ့အခါကျတော့ Chelsea ရဲ့ ball position က89 17လားမသိဘူးကြည့်လိုက်ရတဲ့သူတွေသိလိမ့်မယ် Chelsea ကအဲ့5မိနစ်အဲ့89 17ဆိုတဲ့ဟာက10မိနစ်ရဲ့ဒီအပိုင်းခြားလေးကိုပြန်ပြတယ်ဆိုရင်ဖြစ်နိုင်တာပေါ့2မိနစ်ဖြစ်နိုင်တာပေါ့3မိနစ်ဖြစ်နိုင်5မိနစ်မှာအဲ့လိုကြီးဖြစ်နေတယ်ဆိုရင်တော့တခုခုတော့လွဲနေပြီဆိုတော့လီဗာပူးနဲ့ပတ်သက်ရင်တချို့အခြေအနေတွေမှာကျွန်တော်တို့ဂိုးပေးလိုက်ရတာကစိုးရင်စရာကောင်းတယ်ဒါအားလုံးသိတယ်ဂိုးပေးရခြင်းဟာအသင်းကိုရှုံးသွားနိုင်တယ်ဆိုတဲ့စိုးရင်စိတ်ကိုပေးတယ်ဒါပေမဲ့အဲ့ချက်ပိုဆိုးတာတခုရှိသေးတယ်ဂိုးပေးလိုက်ရတော့ဂိုးပေးရတော့မယ်ဂိုးပြန်ပေးရတော့မယ်သို့မဟုတ်ဂိုးထပ်ပေးရတော့မယ်အဲ့လိုဂိုးပေးရတော့မယ်ဆိုတဲ့ခံစားချက်ကြီးဝင်နေတာကတကယ်ဂိုးပေးလိုက်တာတော့ပိုပြီးတော့ဒီရေရှည်အတွက်ပေါ့နော်ဒီစိုးရင်စရာကောင်းသေးတယ်အသင်းတသင်းကဘလို့ကစားနေလို့ဒီတိုင်းဆိုဘောလုံးပွဲတစ်ပွဲဆိုတာကသူကစားကိုကစားသူကစားကိုစားနေပြိုင်မဲ့အသင်းကထက်မြက်တဲ့ move တစ်ခုနဲ့ထက်မြက်တဲ့ဒီ pass တစ်ခုနဲ့ထက်မြက်တဲ့ထိုးဖောက်မှုတစ်ခုနဲ့ဂိုးရသွားတယ်ဂိုးပေးမယ်လည်းမထင်ရဘဲနဲ့ဂိုးပေးလိုက်ရတယ်မတတ်နိုင်ဘူးအဲ့လိုပဲကိုကစားတာကောင်းနေတယ်ကစားတာကောင်းနေနဲ့ကိုယ့်ရဲ့ဒီ error တစ်ခုကြောင့်ဂိုးပေးလိုက်ရတယ်ဒါလည်းမတတ်နိုင်ဒါပေမဲ့ဒီတိုင်းဆိုရင်တော့ဂိုးပေးကိုပေးရတော့မှာလို့အမြင်ခံလာပြီဆိုတော့အဲ့ဒီအသင်းက structure တော်တော်ပြတ်နေပြီတော်တော်ယိုယွင်းနေပြီဆိုတော့လီဗာပူးကိုကျွန်တော်တို့ကပထမပိုင်းမှာအဲ့ဒါကိုကျွန်တော်ထင်ရှားရှားကြီးမြင်ရတာလီဗာပူးဟာ Chelsea ကိုဂိုးပေးကိုပေးရတော့မှာဆိုတော့အရာကြီးကကျွန်တော်တို့ကောင်းကောင်းခံစားမိနေတယ်အဲ့တော့ Chelsea ကမညတိုင်းမပြောမယ်နော်ဒီ Chelsea ကရှင်းပြောရင်ဒီဘက်ပွဲတွေမှာအားလုံးမြင်တဲ့အတိုင်းပဲအဲ့လောက်အဆင့်ရှိလာတာမဟုတ် Chelsea ကစားနေတဲ့ပုံစံကသူ့ပြဿနာနဲ့သူနိပြအပြောင်းအလဲနဲ့ကစားသမားတွေအသင်းတွင်းပြဿနာတွေနဲ့ပိုင်ရှင်တွေနဲ့အတူနောက်နိပြဘယ်သူမှမသိဘာမှမသိညောင်း McFarlane အလုပ်လုပ်နေရတဲ့ပုံစံကလည်းမရေမရအချင်းတန်ပြန်ထွက်သွားမှလည်းသူသိတယ်ဆိုတော့တကယ်ယာယီကိုမှတကယ်ယာယီစစ်အဲ့ဒီလိုမျိုးခိုင်မာမှုဆိုတာဘာမှမသိတဲ့အသင်းတစ်သင်းဟာအဲ့လောက်ခိုင်မာကစားနေတာကျွန်တော်မြင်ခဲ့ရတယ်Moises Caicedo ရဲ့ quarterback play ပေါ့နော် quarterback display ပေါ့
Moises Sky စီလိုဘောလုံးအဖြက်အပြုတ်အလူအကန်အရန်အားကောင်းလာတယ်တဖြည်းဖြည်းချင်းတစ်ဖက်မှာလီဗာပူးရဲ့ကွင်းလေဟာရောတဲ့ရော့လာလီဗာပူးကဂိမ်းကိုရှေ့တိုးရမယ့်အစားသူတို့နောက်ပြန်ဆုတ်သူလိုဖြစ်လာတယ်ချယ်ဆီကိုပို့ပြီးတော့ဖီယိုဖျက်ဖြစ်အောင်လုပ်သွားမယ်အစားချယ်ဆီပို့ပြီးတော့ခိုင်မာလာစေတဲ့အသင်းမျိုးဖြစ်လာတယ်လီဗာပူးစီမှာကျွန်တော် rhythm မတွေ့ရဘူးတမ်ပိုမတွေ့ရဘူးဘာဒီကစားနေမှမသိရဘူးဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်ရလာတဲ့ဘောလုံးတွေကိုပေးလိုက်တဲ့အနေအထားတွေမှာတော်တော်ဆိုးရစရာကောင်းတယ်စိတ်ပြက်စရာကောင်းတယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်အဲ့တော့ပထမပိုင်းဒီချယ်ဆီကစားသွားတယ်ဒီနောက်ပိုင်းမိနစ်တွေပေါ့နော်မိနစ်20အစိတ်လောက်ပေါ့အဲ့ဝင်းကျင်ကနေဒီနောက်ပိုင်းမိနစ်တွေအထိလီဗာပူးကချယ်ဆီကိုရှင်းမှာကစားနိုင်ခဲ့ဘူးပထမပိုင်းအဖြစ်ဒုတိယပိုင်းပြန်ထွက်လာတယ်အဲ့ဒီပုံစံမပြောက်သွားသေးဘူးအဲ့ဒီအချိန်လေးဆက်လိမ့်နေသေးတယ်ဆက်လိမ့်နေပြီးတော့ဒီခိုးပေါ်မှာတကိုးသွင်းလိုက်သေးတယ်ဒါပေမဲ့ကိုမရတော့လီဗာပူးကန်ကောင်းသွားတယ်ဆက်ကစားနေရင်းနဲ့မှတဖြည်းဖြည်းနဲ့လီဗာပူးကလုတ်ပုံကန်ကိုတဖြည်းဖြည်းချင်းပို့ပြီးတော့မှန်လာတယ်ပေါ့ငြိမ်လာတယ်ပေါ့ငြိမ်လာဆိုတော့လည်းအရန်အားကောင်းသွားတာမဟုတ်ချယ်ဆီကိုကောင်းဝင်မပေးတော့တာသူတို့ကချယ်ဆီထက်နည်းနည်းလေးပိုကောင်းလာတာဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့မှာကျွန်တော်အဓိကပြောချင်တဲ့အချက်ပေါ့နော်ကျွန်တော် Alexis McAllister အကြောင်းကိုအရင်ပြောမယ် Alexis McAllister ဘောလုံးကစားတာကောင်းတယ်အတွေးခေါ်ရှိတယ်အုံနောက်ရှိတယ်ဘောလုံးကိုဖြန့်နိုင်တယ်ပြီးတော့ဒီ extra man အနေနဲ့ extra player တူအနေနဲ့ live လုပ်ပြီးတော့လမ်းကြောင်းတွေဖွင့်ပေးနိုင်တယ်အရေးပါတဲ့ pass တချို့သူစီကနေထုတ်နိုင်တယ်သူခံစစ်ကစား ground back နဲ့သူနဲ့ double pivot ဆန်ကစားကြပြီမဲ့ double pivot လို့1-2-2-1ကိုဒီ dominant source line နဲ့ချိတ်ပြီးတော့ကစားနေကြတယ်ကစားနေပြီမဲ့တကယ် line ရဲ့နောက်ဆုံးမှာအမြဲကြံခဲ့တာသူ dominant source line ကအရေးပါတိုက်စစ်အတွက်ရှေ့တက်ပြီးတော့အရေးပါတဲ့အလုပ်တွေသူလုပ်နေတယ်ပေါ့လုပ်နိုင်တာလည်းတွေ့ရတယ်ဆိုတော့ slide ကစားတာ ground back က all round type ကိုကစားနေတယ်ပေါ့ဆိုတော့ Alexis McAllister က anchorman လား deep line playmaker လား role clarity မရှိတဲ့အပြင် Alexis McAllister သူ့အပြစ်မဟုတ်ဘူးเนาะကျွန်တော်ဆိုလိုတာကသူ့နေရာမဟုတ်တဲ့ကိုယ့်နေရာမဟုတ်တဲ့နေရာတွေကိုကစားကြတဲ့သူတွေအများကြီးထဲမှာတော့မှကိုယ့်နေရာမဟုတ်ဘူးတော့မှန်ပြီဒါပေမဲ့တခြားဘယ်နေရာလဲကိုယ့်တက်ဖို့အဆင်ပြေတဲ့နေရာရှိတယ်နံပါတ်10 row ကစားနေတဲ့သူတယောက်နံပါတ်8 row သွားကစားလိုက်ရတာပြဿနာမရှိဘူး Alexis McAllister ကိုယ့်နေရာမဟုတ်ဘူးဒါပေမဲ့ပြီးတော့နောက်တစ်ခါတကယ်တမ်းအသင်းရဲ့ system တစ်ခုလုံးကိုကာကွယ်ပေးရမယ့်နေရာဖြစ်နေတယ်သူအဲ့နေရာကို Brighton မှာသူကစားခဲ့ဘူးလေဆိုရင်တော့ double pivot ပဲကစားခဲ့ဘူးလားနောက်ဆုံး double pivot ဖြစ်နေတော့မှ Brighton မှာကစားလို့ကောင်းနေဆိုတဲ့အဆင့်နဲ့ Liverpool မှာကစားတဲ့အခါကျမလုံလောက်ဘူးအဲ့ Liverpool မှာဒီအခုအထူးသဖြင့် Alexis McAllister ဖြစ်နေတဲ့ပြဿနာတခုကျွန်တော်မျက်လုံးနဲ့မြင်အောင်ပြောမယ်နော်ဒီပွဲမှာတေချာကြည့်လိုက်တဲ့သူတွေသတိထားမိလိမ့်မယ် Alexis McAllister က Chelsea က transition လုပ်တော့မယ်ဘောလုံးရသွားပြီဘောလုံးရသွားတဲ့အချိန်မှာသူအနောက်ကိုပြေးဆင်းတယ်ဒီ Cole Palmer ကိုသူလိုက်တယ်ပေါ့ Cole Palmer နောက်ကိုသူမသိမသာလေးမျောလိုက်တယ်ပေါ့လိုက်နေရင်ရက်ခဲ့တယ် Cole Palmer ဟာဘယ်ကိုဆက်ပြေးမလဲဆိုတာကိုသူမစဉ်းစားဘူးသူ့ဇုံကိုကြော်သွားပြီဆိုရင်နောက်ခံလူအလုတ်တော့ဆိုတဲ့ပုံစံမျိုးနဲ့သူရက်လိုက်တယ်အဲ့ဒါကကျွန်တော်မြင်လာတော့မှန်မနေဘူးနော်အဲ့ဒီဟာကဘာကြောင့်လဲဆိုတော့ Cole Palmer တို့လို့ဒီနံပါတ်10 profile ပေါ့နော်သူညာချမ်းမှာကစားတယ်ဆိုမှတကယ်တမ်းကျွန်တော်နံပါတ်10 profile ရှိတဲ့ကစားသမားတွေသူ့ line ကိုကြော်သွားပြီထက်ရင်ဆိုင်မဲ့သူက Cole Palmer ကိုစိတ်ကြိုက်ရွေးခွင့်ရှိတယ်ဝင်နေတဲ့နေရာဝင်မှာဘယ်သူစီကိုသွားမလဲဆိုတော့မသိရဘူးအဲ့တော့ Alexis McAllister ကသူနဲ့ခံစစ် line ချမှာ Cole Palmer ကိုစိတ်ကြိုက်နေခွင့်ပေးတယ်အဲ့ဒါတော်တော်ကြီးတဲ့ပြဿနာပဲတကယ်ဆိုရင်သူကဒီ positional ကို disguise လုပ်တယ်လို့ခေါ်တာပေါ့နော်ကျွန်တော်တကယ်ဆိုရင် Cole Palmer နောက်ကိုသူဆက်လိုက်မယ်အဲ့ဘောလုံး Cole Palmer စီကိုမရောက်တဲ့အထိ Cole Palmer စီကိုမရောက်ဘဲနဲ့တခြားဇုံတစ်ခုကို Chelsea ကဘောလုံးဖြန့်လိုက်ပြီဆိုရင်အဲ့ဒီချိန်ဆိုသူအလုပ်ပြီးပြီအခုဘောလုံးကြောမပြတ်သေးဘူး Chelsea မှာ Moises Sky စီတို့ဘောလုံးကင်ထားတယ် Cole Palmer ကလည်းသူ့နောက်ကိုဝင်ပြေးနေပြီသူလည်းလိုက်နေရင်လည်းသူ့ဇုံသူပုံမှန်ရက်ရမယ့်နေရာရောက်ပြီဆိုရင်သူရက်လိုက်တယ်အဲ့ဘာကြောင့်အဲ့လိုဖြစ်တာလဲဆိုရင် तू ကအဲ့ဒီနေရာကိုအဆင်ပြေအောင်ကစားနိုင်တယ်ဒါပေမဲ့အကောင်းဆုံးမကစားနိုင်လို့ဆိုတော့အဲ့ဒီပြဿနာကလီဗာပူးပထမပိုင်းမှာတော်တော်လေးခံရတဲ့ပြဿနာအဲ့တော့ဒီလိုကိစ္စမျိုးတွေအတွက်လီဗာပူးဟာဥမာဒီနေရာမှာကျွန်တော်တို့က Fabinho ဆိုတာတော့ Fabinho လို့ဒီ Anchorman system မဟုတ်ဘဲနဲ့ Anchorman ပုံစံမပေါက်ဘဲနဲ့ကျွန်တော် Jordan Henderson ကဝင်ကစားတယ်ဆိုတော့အဲ့ဒီအတိုင်းထားမှာမဟုတ်ဘူး
ဘောတရားအပြင်တစ်ဖက်ကိုပြန်ကြည့်မယ်ဆိုရင် Dominic Szoboszlai လိုက်သွားထွက်သွားပြီဆိုအဲ့ Dominic Szoboszlai ကိုဘောလုံးမရောက်မချင်း Moises Caicedo ကရောက်လိုက်တယ်ဆိုတော့အဲ့မှာကျွန်တော်က Caicedo နဲ့ဒီ Alexis McAllister ကိုပြိုင်တာမဟုတ်သူတို့နှစ်ယောက်ရဲ့ profile လည်းမတူဘူးသူတို့ရဲ့ဒီ attitude လည်းမတူ mindset လည်းမတူတဲ့အခါကျတော့ဒီ Moises Caicedo ကရေသုံးလိုက်တယ်သူကရက်ပြီးတော့ကြံခဲ့တယ်အဲ့ပြဿနာမျိုးမနစ်က Kobe Mainoo လည်းကျွန်တော်မကြာခဏပြောတယ်ကြုံရတယ်ဆိုတော့အဲ့ဒီပြဿနာဘာလဲဆိုတော့ number 6အစ်စ်မဟုတ်တဲ့အခါကျရင် system ကိုအကူအညီပေးဖို့အတွက်အလုပ်ဖြစ်ရုံတော့သူဝင်ကစားနိုင်မယ်ဒါပေမဲ့တကယ်ထဲဝင်သူအလုပ်မလုပ်နိုင်ဘူးကိုခံစစ် line ကစားသမားတွေကိုရဲ့နောက်ကျောကစားသမားတွေကိုပြန်မဲ့အတင်အနေရှိတဲ့ကစားသမားတူဦးနဲ့ confrontation လုပ်ခွင့်မကြာခဏပေးနေတယ်ဆိုတော့အနေအထားမျိုးအဲ့လိုဖြစ်တာ Alexis McAllister မလုံလောက်ဘူးလို့လည်းပြောရင်အဲ့တော့ Alexis McAllister မလုံလောက်လို့ Gravenberch စင်ကစားမယ်ဆိုတော့ Gravenberch ကသူ့ရဲ့ခြေတန်းလက်တံနဲ့သူလိုက်တယ် Gravenberch ကနည်းနည်းလေးပို့ပြီးတော့ date ဖြစ်တယ်နည်းနည်းလေးပို့ပြီးတော့အလုပ်ပို့လုပ်တတ်တယ်သို့တော်သူလည်းမလုံလောက်ဘူးဘာကြောင့်သူလည်းမလုံလောက်လဲဆိုတော့ Liverpool ပရိသတ်တွေပိုသိလိမ့်မယ် Gravenberch ဒီနောက်ဆုံးအနေနဲ့အရှိဆုံးအခြေအနေဖြစ်လာတော့မဲ့အခိုက်အတန့်လေးပေါ့အနေအရှိဆုံးအနေထားကိုရောက်မဲ့မတိုင်ခင်9စက္ကန့်လောက်အလို तू ဟာအဲ့ဒီ basic အနေရဲ့ကို तू ကရင်ဆိုင်ရမယ်ဆိုတဲ့အနေထားမျိုးမှာ तू လွတ်ပေးလိုက်ရတာများတယ် Gravenberch က तू လည်းမကျွမ်းကျင်အောင်ဆိုတော့ Gravenberch လည်း Liverpool မှာဆက်ရှိဖို့လိုတယ် McAllister ဆက်ရှိဖို့လိုတယ် Dominic Szoboszlai ဆက်ရှိဖို့လိုတယ် Curtis Jones ဆက်ရှိဖို့လိုတယ်အဲ့ဒီကစားသမားတွေရှိနေရင်းနဲ့အဲ့ number 6 row ကိုအရင်ထူးချွန်တာကျွမ်းကျင်တာမဟုတ်ရင်တော့မှ Wataru Endo လောက်နဲ့လည်းမရဘူးအဲ့ထက်ပိုပြီးတော့ level မြင့်တဲ့ကစားသမားတူဥပမာအဖြစ်ပေါင်တန်း90တန်းပေါ့ဒီဘက်ခက်နေဆိုပေါင်တန်း40 50 60တန်းဟို100 150တန်းမဟုတ်ပဲねအဲ့လိုကစားသမားတယောက်တော့လိုတယ်လို့မြင်တယ်လီဗာပူးရဲ့ပြဿနာအဲ့တော့ဒီကိုယ်ဘာမှာပထမပိုင်းကစားပုံကောင်းတယ်ဒုတိယပိုင်းကစားပုံမကောင်းဒါပေမဲ့ဒုတိယပိုင်းကစားပုံလည်းမညံ့ဘူးဆိုတော့ဟိုသူခံစစ်အလုပ်တွေလည်းလုပ်တယ်လောက်ဆက်ရှိတာလုပ်သွားတယ်ဒါပေမဲ့ကျွန်တော်တို့အမှန်တိုင်းပြောရင်ကိုယ်ဘာမှာကိုမနစ်ကမြင်ရသလိုတခုခုတော့သူတရားလုံးပြမှာပဲဆိုတဲ့ယုံကြည်မှုမျိုးခံစားမှုမျိုးတော့ကျွန်တော်တို့မရဘူးအဲ့လိုခံစားမှုမျိုးကဘယ်သူစီမှာတွားရလဲဆိုတော့ဒီဘက်မှာ Dominic Szoboszlai စီမှာရတယ်ပြီးတော့ Enzo Fernandez စီမှာရတယ် Enzo Fernandez က game မှာအသက်မဝင်ဘူးအဲ့တော့ Enzo Fernandez ရဲ့ game ကလည်းဒီပြောမှဆိုကွက်ပြောက်ကစားတဲ့သူမျိုး Ninja လိုကစားတဲ့သူမျိုးဖြစ်တဲ့အတွက်အဲ့လိုကစားခွင့်မှမရရင် तू ကကြံတဲ့ game ကဟိုကြံတဲ့အလုပ်တွေ तू သူ့ရဲ့အစောပိုင်းယာတီတွေလို့မဟုတ်တော့ဘူး Enzo Fernandez ကသူ့ရဲ့ game က तू ကအရေးကြီးတဲ့အလုပ်ကိုပဲလုပ်ချင်တော့တယ်ဒီ big chance တွေဖန်တီးမယ် key pass တွေပေးမယ်ဂိုးသွင်းမယ်အဲ့ဒီအလုပ်ကိုပဲ तू လုပ်ချင်တော့တယ်ကြံတဲ့ဒီ tempo ထိန်းတဲ့အပိုင်းတို့ဘာလို့ညာလို့ Enzo Fernandez ကအတိတ်မလုပ်တော့မလုပ်တဲ့အခါကျတော့ Chelsea ဟာအဲ့ဒီအလုပ်ကိုလုပ်ဖို့အတွက်လုံလောက်တဲ့ structure တစ်ခုကိုမဖန်တီးနိုင်ဆို Enzo Fernandez လည်းအဆင်မပြေဘူးဒါပေမဲ့ Chelsea အသင်းရဲ့ကစားသမားတွေတဖြည်းဖြည်းနဲ့အချိတ်ဆက်မိလာပြီဆိုတော့အချိန်ကစပြီးတော့ Enzo Fernandez ကကြောက်စရာကောင်းလာတယ် Enzo Fernandez ကဟိုကိုးသွားတဲ့အလုံးက Fofana ဘယ်လိုထင်ကြလဲကျွန်တော်တို့မထိဘူးလို့ထင်တယ် Enzo Fernandez ရဲ့ကိုဖြစ်တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ထားပါတော့နောက်ဆုံးတော့ဒီ Enzo ရဲ့အရေးပါတဲ့ဒီလောက်ကွက်တစ်ခုကနေပြီးတော့ Chelsea ချစ်ပါဖို့ရတယ်အဲ့မှာ Dominic Szoboszlai အမတန်ကိုကောင်းမွန်တဲ့ဆိုတော့ထူးခြားတာကတရားဒီ Premier League မှာ key pass မဟုတ်ပဲねပေါ့နော် big chance chance created ပေါ့နော် chance created အများဆုံးလုပ်ပေးနိုင်တဲ့ကစားသမား3ယောက် Bruno Fernandes နဲ့တော့တော်တော်ပြတ်တယ် Bruno Fernandes ကအချိန်100ကျော်တဲ့အချိန်မှာဒုတိယအများဆုံးကDominic Szoboszlai 65ချိန်ကိုဒီပွဲမတိုင်ခဲ့တတိယနေမှာ Enzo Fernandez ဒီကစားသမားတွေဒါသူ chance created အများကြီးလုပ်နိုင်တဲ့ကစားသမားတွေဆိုတော့ဟိုဒီပွဲမှာလည်းဒီနှစ်ယောက်စလုံးပေါ့နော်ဒီနှစ်ယောက်စလုံးစီကနေတော့အရေးပါတဲ့ပေးပို့မှုတချို့ကိုကျွန်တော်မြင်ခဲ့ရတယ်အဲ့ဒီထဲမှာ Dominic Szoboszlai Van Dijk ကန်တဲ့ဘောလုံးမှာပေးလိုက်တဲ့ဖန်တီးမှုပြီးတော့ဒီsorry ကိုရီကတ်ဘောခေါင်းပေါ်ကိုလှမ်းတင်ပေးလိုက်တဲ့ဘောလုံးအဲ့ဒီဘောလုံးတွေမှာကျွန်တော်အမှန်တိုင်းပြောရင် Kevin De Bruyne ပေးတဲ့ pass တွေကိုခံစားလိုက်ရတယ်ဒါပေမဲ့အဲ့မှာ Van Dijk ဒီအပိုင်ကန်ခွင့်ရတဲ့ဘောလုံး Enzo က Van Dijk ကို marking ကတ်ထားရင်းနဲ့လူကျုံမောတလန် line တစ်ခုလုံးကရှေ့ကိုတက်သွားပြီဒီ Dominic Szoboszlai တင်လာတဲ့လူကျုံအောင်လို့ Chelsea တလိုင်းလုံးကတက်သွားတဲ့အခါမှာ Van Dijk ကို marking ယူထားတဲ့ဒီ Enzo Fernandez က Van Dijk စီကနေတော့ထွက်ဖို့အတွက်အမြန်ကြိုးစားရင်လုံးနေထားမှာ Van Dijk ရဲ့ဒီ strength ကြောင့်သူချက်ချင်းရုံးမထွက်နိုင်တော့6တော့လေးကြံခဲ့တယ်အဲ့လုံးဝင်သွားရင် offside မဖြစ်ဘူးဆိုတော့အဲ့ဒီ Van Dijk စီကိုဘောတော့အမြင့်ကြီးကနေပြီးတော့ဒီကိုယ်ကောက်ပြီးတော့ဝေးပြီးတော့ Van Dijk စီကိုတဲပြုတ်ချတဲ့ဘောလုံးရဲ့အကြီးအသွေးကတော့လက်ဖြားခါလောက်တယ်ဒါပေမဲ့ Van Dijk ဒီဘောလုံးကိုအဆုံးသတ်ဖို့နည်းနည်းလေးပို့ရော့လို့ထင်တယ်ခံစစ်ကစားသမားပဲဖြစ်နေပါစေအောင် Van Dijk ရဲ့ scale နဲ့ဆိုရင်ဒီသူ့ရဲ့ဒီ
ဘောလုံးအထင်အသိအကင်အတွေ့အထိအတွေ့လောက် level လောက်နဲ့ဆိုရင်ဒီထက်ပိုကောင်းတဲ့ကံကြံမျိုးတော့ထွက်တင်တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့အဲ့ဘောလုံးမဝင်သွားတာတော်တော်လေးနှမျိုးကောင်းတယ်ကျန်တာဒီ Dominic Soboslai ကိုယ်တိုင်ကန်တဲ့ဘောလုံးတစ်လုံးရဲ့အကြီးအသေးကိုယ်သမားပြစ်တာပဲအပြစ်ပြစ်တယ်စန့်ပြီးတော့ရောက်အောင်ပြစ်တယ်ဒါပေမဲ့နောက်ကျတယ်ဘောလုံးကတကယ်တိုင်ထိသွားတော့အောက်တိုင်ကြီးထိသွားတော့မထိရင်ကိုယ်တည်းဝင်သွားပြီးတော့မှအဲ့နေရာကိုရောက်မယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ဒီအပိုင်းလေးအားကောင်းတယ်ပေါ့နော်ဆိုတော့ခြုံပြီးကြည့်ရင်ကျွန်တော်ဒီပွဲနဲ့ပတ်သက်ရင်သဘောကျတဲ့အချက်တွေရှိတယ်Moises Caicedo ရဲ့ဒီဘက်မှာကစားတဲ့ play ကိုတော်တော်ကြိုက်တယ် Caicedo ကစားတာအများနဲ့ကြိုက်တယ်သူ့ရဲ့ discipline ပိုင်းကိုမကြိုက်တာကစားတာဒီဘက်မှာကစားတာကောင်းတယ်ပွဲချင်းကြီးသလို Caicedo တော်တော်လေးစူးစမ်းအားထုတ်တယ်ဆိုတော့တွေ့ရတယ်ပြီးတော့ Reece ဝင်လာတဲ့အချိန် Reece ကထွက်တဲ့ Hollywood pass တွေ Liverpool ရဲ့ cancel ကို line နည်းနည်းလေးနှိမ်သွားစေတယ်Reece James ဝင်လာတဲ့အချိန်မှာနောက်ဒီဘက်မှာဒီ Angumo ကထွက်တဲ့အချိန်ပေါ့နော် Anfield ပြည်သက်တွေဘူးဆိုပြီးလောက်ကြတယ်ဒီ Alexander Isak အတွက်တော့စိတ်မကောင်းစရာပဲဒါပေမဲ့ကွင်းထဲမှာတကယ်တမ်းလဲပထမပိုင်းတစ်ပိုင်းလုံးမှာစိတ်လှုပ်ရှားစရာအကောင်းဆုံးကအရင်ကြီးတော့ထိအောင်နေတာတော့မဟုတ်ပါဘူးဒါပေမဲ့မာလူကိုစတိုကိုဒုက္ခပေးနေတယ်ဆိုတာကအန်ကူမိုးပါနော်လီဗာပူးတိုက်စစ်ပိုင်းမှာလဲအသင်းရဲ့အငြိမ်သက်ဆုံးဖြစ်သွားတဲ့အနေအထားမျိုးမှာအန်ကူမိုးစီရောက်မှာပဲနည်းနည်းလေးကြည့်ပြောရှိပြောရှိတယ်ဆိုတဲ့အနေအထားဖြစ်တာဆိုတော့ပွဲကကျွန်တော်တပွဲလုံးကျွန်တော်ခြုံပြီးမှကျွန်တော်မကြိုက်ဘူးပွဲကအရေးသေးမမြင်ဘူးပြီးတော့အကျိတ်အနေကြတော့ရှိတော့ရှိတယ်ဒါပေမဲ့အကျိတ်နဲ့အစ်စ်လည်းမဟုတ်အကျိတ်နဲ့အတူလို့ခံစားရတယ်ဆိုတော့ဒီနှစ်သင်းထိုက်တန်တဲ့ကြာသွားတာပေါ့လေဟိုလီဗာပူးနစ်နာတာတော့တိုင်ထိသွားတဲ့ဘောလုံးတွေပေါ့ဗန်တိုက်ခေါင်းတိုက်တဲ့ဘောလုံးဒီဟိုကပြတယ်နောက်ဒီ offside ကနေနှစ်သင်းစလုံး6ရပြီမဲ့Chelsea က2-1ရင်ဥဆောင်ဝင်ရတယ်ကိုဒါကိုယ်ပမာကန်တယ်လို့ကိုမရခဲ့ဘူးအဲ့လိုပဲလီဗာပူးကလည်းဒီခါတစ်ချုံ2-1နဲ့ဥဆောင်ဝင်ပြန်ရတယ်ကိုမရဘူးလူနှစ်သင်းနှစ်ကိုယ်စလုံးလူကြုံမောတွေနဲ့ပြန်ပြီးတော့ဒီပယ်ဖြတ်ခံရတယ်ပြီးတော့လီဗာပူးတိုင်နှလုံးထိတယ်ဆိုတာမျိုးတွေ့ရတယ်Chelsea လည်းတချို့အခွင့်အရေးလေးတွေရတယ်ဒါပေမဲ့နှစ်သင်းစလုံးရဲ့ခြေစွမ်းကတော့ရိုးရိုးလေးပဲတိတ်ပြီးတော့အားမရဘူးเนาะဆိုတော့ဒါတော့no sorry ဒီ Chelsea ရဲ့တခုပြောကြတယ် Champions League ဝင်ခွင့်အိမ်မက်ကတော့ Villa က Europa League Final မှာနိုင်လို့ Premier League က6နေရာရရင်တော့မှတော်တော်ဝေဝါးသွားတဲ့သရေပွဲပေါ့เนาะဝေဝါးမှာပါပဲရမယ်လို့မထင်ပါဘူးเนาะဒါပေမဲ့6အထိပထမတော့4ဝင်မှာပေါ့เนาะနောက် Premier League 9နေရာရပြီ Chelsea ကအဲ့အချိန်မှာ9နေရာရပြီလို့သတင်းထွက်တဲ့အချိန်မှာသူကဟို9နဲ့ဝေးနေပြီโอเค6နေရာရပြီ9နဲ့ဝေးပြီမဲ့6ကိုတော့သူတို့ဒီကောင်းကောင်းပြောလင်းခွင့်ရှိသလားမဟုတ်6နဲ့လည်းဝေးနေပြီအသင်း9နေရာမှာသူ့အပေါ်မှာလည်းအသင်းတချို့ရှိတယ်ပွဲရော့နေတဲ့အသင်းတွေရှိတယ်ပေါ့နော်ဆိုတော့ဒါတော့ Liverpool 1-1 Chelsea ပွဲနဲ့ပတ်သက်ပြီးသုံးသပ်ခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ Football Master ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်